တို့နဲ့စားပြီးတော့အမတ်တရားတွေပါပဲဆိုပြီးတော့သူပြောပြထားတယ်ဟုတ်တယ်နော်အဲ့လိုမျိုးစက်တိုက်စားလိုက်တယ်လို့ရှင်ဘိုက်တွေအောင်ပြီးတော့ပေါ့အခက်မတင်တို့ပန်းကဘာတွေရောက်တာတို့ဖြစ်တတ်တယ်မထက်ဆိုပန်းကဘာတွေရောက်ဖူးတယ်တမမြတ်စွာရောပြီးထည့်ပြရပါမယ်။ပေါင်းလိုက်စီအစီအစဉ်မှာဒီရတဲ့ရောဆက်ထည့်တဲ့နေရာကြီးမထိနိုင်ပြောခဲ့ပြီဒီကြီးကြတော့ရေထိန်ကူကောင်းတဲ့ခါကျတော့ပိုတဲ့ရေကိုထုတ်ပြနိုင်ဘူးမလုပ်နိုင်တော့မရှိဘူးအဲတော့မို့ရေစည်းတွေကလိုရတဲ့အပြင်ကြီး You said you love me, but you actually don't. Say good and I ain't mad at me. Oh, you said you love me, but you actually. ပထမဆုံးနေနဲ့ဆိုလို့ရှိရင်ငွေလျှော့တတ်တယ်အဲ့ဒီငရုတ်ရည်တွေကကိုယ့်အတွက်အဆင်ပြေမှဖြစ်မယ်မဟုတ်ရင်တော့ပန်းကဘာတွေတော့အလဲသွားတာပဲပျော်ဟွာပေါ့တရသီးကအခုတရသီးပေါ်တဲ့ရာသီဆိုတော့ကြုံလို့ပြပြတာပါတရသီးကလေထက်တို့တွေစီးချိုသမားတွေကတကယ်ကိုမှဟိုဘယ်လိုပြောရမလဲချို့ဆရာဝန်တွေဆိုရင်ရှောင်းခိုင်းတယ်မစားခိုင်းဘူးပေါ့နော်ဒီစီးချုံမရှိတဲ့သူတွေကတော့ပြဿနာတော့အကြောင်းမဟုတ်ပါဘူးဒါပေမဲ့စိန်တလုံးတည့်တည်ဆိုလို့ရှိရင်တချို့ဆရာဝန်တွေဆိုရင်မစားအားလုံးပဲလိုက်ပေါ့နော်ကျွန်တော် Star Fan Radio ရဲ့သူရေးချီတဲ့တကယ်ကြအစီအစဉ်ကိုတင်ဆက်ပေးကြမှာဖြစ်ပါတယ်ဒီအစီအစဉ်ဟာဆိုရင် Star Fan Radio ပြည်သက်တွေကမှ